ဒီနေ့ကညီလေးကိုဆိုင်ကလိုက်ထုတ်ပေးမှာပြီးဆုံးတော့ပါပြီကဲညီလေးဆိုင်ကဒီနေ့ကရောက်ဖားကိုဆိုင်ကတော့ထုတ်ပေးရင်းနဲ့ညီလေးလည်းလိုက်လာပြီ350ပဲကြီးဒီနေ့ညီလေးလည်းကြိုက်တာနဲ့ညီလေးဆိုင်ကဒီတော့မှာပြပါတယ်ညီလေးဆိုင်ကတော့ခီးနေတယ်လိုက်ခဲ့ပါဦးဒီနေ့ကညီလေးကိုဆိုင်ကလိုက်ထုတ်ပေးမှာအဲ့တော့စကားပြန်တဲ့ကိုကြီးလည်းပါအင်ဂျင်ဝိုင်လည်းမဲ့ညီလေးလည်းပါကဲတော့ဒီနေ့လည်းဆိုင်ကတော့နှတ်ခေါက်သွားမယ်ကဲဆိုင်ကတော့ရောက်လာဒီလေးကဆိုင်ကဝယ်မယ်အဲ့ဒါလေးနဲ့လုပ်ပေးလိုက်အောင်ဒီနေ့ ready ပဲလား ready ကဲညီလေးစာချုပ်ချုပ်နေပြီညီလေးကတော့စာချုပ်ချုပ်ပြီးလက်မှတ်ထိုးပြီးသွားရင်မလဲကျဲအောင်ကျဲကဲညီလေးကတော့စာချုပ်ချုပ်လို့ပြီးသွားပြီစာချုပ်အောင်မအောင်မခဏစောင့်အောင်ဟုတ်ပြီလားကိုကြီးတို့ပါအောင်လေအေးစေးပဲအဲ့ပါမင်းကြီးတို့ဖုန်းခေါ်အောင်ပါပေါ့ဖုန်းခေါ်အောင်ပါဒီကပါဝနာဟိုအဆိုတော်ဝနာကိုပြောတာညီလေးပါဘိန်းထုတ်လာ DDP ဘာလေးလို့လဲဆောင်းစားတာညာကြီးလို့လားပန်းပန်းအောင်ကနေလာစားစီးနေတယ်တို့ရပြီနော်တောင်ကြီးများလားတောင်ကြီးကတော့6500မရအောင်နော်ဒီ6500 160ချိန်ကြလားချိန်ကြတော့မကြောက်ဘူးချိန်ရနော်2 လောက်ဆိုခါဆိုင်ကြပါရပြီနော်ဒီမှာဘာသာပြန်ပြီးအကိုကြီးလည်းရှိတယ်ကိုအန်းနဲ့ထိုင်းနေမယ်ဘောနဲ့ကိုကြီးနော်ရုပ်ကြောပြီးတော့ဘယ်သူကိုပြောလိုက်ရင်တို့မေးတော့ဒီကလိုအပ်တာပါလဲရောက်အောင်လာဖို့ဒီကလိုအပ်တာရောက်အောင်လာဖို့သွားရင်အေးပါကဲညီလေးကတော့ဆိုင်ငယ်ထုတ်လို့ပြီးဆုံးတော့ပါပြီကဲညီလေးဆိုင်ငယ်ဒီနေ့ထုတ်ဒီနေ့ရပြီနော်ကျင်းနဲ့လားကျင်းနဲ့သွားမယ်တော့ဆိုင်ငယ်ပြေးသွားပြီကဲပြီးသွားပြီနော်ညီလေးမြန်လားမြန်နေထောက်ထားတွေအများကြီးလိုလားလိုဘူးထိုင်းစကားတက်ဖို့လိုလားလိုဘူးအဓိကလိုတာပါလေရောက်အောင်လာဖို့လာတာစနေရုပ်ချောချောနဲ့အကိုကြီးတွေကုညီဆောင်ရွက်ပေးနေတယ်အဓိကရောက်အောင်လာဖို့ဒါပဲ